妈，爸也把别慢慢的哟。ဘာမှမဖြစ်ပါဘူး မဟုတ်ဘူးဒီမှာကန်ကြည့်မှသိမှာဒီမှာရှာရှာလေးလုပ်ကြည့်ကန်ကြည့် ဘာမှမဖြစ်ဘူးစိတ်ထင်လို့ ငါတို့တော့ပြောမနေနဲ့တွေးလိုက်တဲ့နဲ့အာဝါဆိုထားပြီးသားဟုတ်တယ် ကိုဘာလို့လို့လဲတန်းစင် မောင်အားမရလို့ပေါ့ ဟာတန်းစင်ကိုဘာလို့လို့လဲ ဘာမှမလုပ်လို့ပေါ့ဘာမှမလုပ် တန်းစင်ဘာဖြစ်လို့လဲဘာဒေါသထွက်နေဟမ်ဘာဖြစ်လို့လဲ ကိုကြီးစားကိုတခါမှမမွေးပဲမစင်စားဘူးလား စဉ်းစားပါလေတန်းစင်မကြိုက်မှစိုးလို့ ဒါဆိုလည်းပြီးရောပေါ့ တန်းစင်ကခွင့်ပြုတယ်ဆိုရင်တော့ မောင်လည်းကလေးအဝါပေးတယ်လို့ပေါ့ ဟ